ထိလိုက်လုံးတစ်ချက်ပဲထိနော်ဟုတ်တစ်ချက်ခံစရာမလိုဟုတ်လေနေကဘာကောင်မလို့ငါဖယ်ခိုင်းတာငါတော့ဖယ်လိုက်အဲ့လိုက်ရိုက်တာလို့ပိုက်ရောက်ကြောင်းယူရဒီတော့ကဖက်ခိုင်းတာနော်မဟုတ်ပဲအဲ့ဒါတကောလုံးဆိုရရငိုရဗျာရိုက်နောင်တော့ရိုက်ရိုက်စမ်းနေကငါချက်စီရောလာရိုက်တာရိုက်စမ်းငါချော်လဲသွားလို့တခုခုဖြစ်လို့ရတော့လုံးစမ်းလုံးငါသမီးကခြေထောက်ဖြတ်လုံးတော့အေးလုံးထားနော်နေတော့လိုက်ရိုက်ထားတာလုံးထားလုံးကိုပြီလိုက်လုံးထားအေးငါသမီးကနေတော့တစာပွားမှာနော်လုံးထားရတယ်ကျွန်တော်တို့ကလုံးသူတို့ကျွန်တော်တို့ကလုံးပြတယ်လားလုံးထားကိုကျင်းစာမဟုတ်လုံးပြတာလုံးသွားပြီလုံးထားလားအမလေးရတယ်လုံးထားလုံးဦးလာဝင်မပါနဲ့လုံးမရိုက်ဦးလာမလေးလာသူတို့ကလာမလို့လာရိုက်လေပိုင်စလာရိုက်လေလုံးတော့မဟုတ်လာမပြောနဲ့လုံးပြပြီဒါအပိုင်လာလုံးတာလာမလုံးနဲ့လေသူတို့လူလာတာလားဘသူလာတာလေလာမလုံးနဲ့ကျွန်တော်တို့ကလုံးပြလိုက်ကျွန်တော်ဘွဲကဒီကစောင့်နေတာပဲလေကြောက်အောင်နေရိုက်တာမရရဲဘူးလားရိုက်ရပြီမရရဲဘူးလားဆိုတာနင်တို့လူလိုက်ထားတာတိုက်ခိုင်းတာတိုက်တာရှင်းလေငါတို့မနေရဘူးတော့တယ်ကျွန်တော်ဟန်ပြလေးလုပ်ပြလိုက်ဟန်လာတော့မပြရလို့ဟိုဘက်ကဟာတော့ဝင်လာတယ်လေတိုက်ချင်တာတိုက်တော့မင်းတစ်ချက်ချက်ငါဝယ်ထားမှာရိုက်တာမင်းတို့ကားလာတဲ့ဥစ္စာတွေအကုန်လုံးတော့ရေဘယ်လိုလုပ်မလဲရိုက်တော့ရတာဟုတ်ကဲ့ဆိုင်ရအောင်တော့ဝင်ပါပဲရိုက်ချတော့ငါသမီးတယ်လို့အဲ့ဒါနင်တို့ဟိုတည်းကပြောသလိုလူဘာဝတာဒါအနိုင်ကျတာလေညာမှယူထားတယ်ရိုက်တာပြောလို့ပဲမဟုတ်လေနင်တို့ပတ်စံယော်ထားသလားဒီအကွက်ကပတ်စံနဲ့ယော်ထားလို့လားနင်တို့ပတ်စံမလူယူထားလဲလို့ငါမဲလားပတ်စံယူထားလို့လားမယူထားဘဲနဲ့လာမလုံးနဲ့လေလောက်စားသားရှိကလောက်စားပတ်စံယူထားတာလူတွေလောက်ထားတာမဟုတ်လားအဲ့ဒါပတ်စံပေးထားလို့လောက်ထားတာလေဝေလို့အဲ့ဒါယူထားတာတော့ဘူးတရားတရားမှလည်းကိုလက်တဲ့ပတ်စံပေးတာမဟုတ်ဘူးညနေတော့ပုံလိုက်ရိုက်တိုက်မလေးတိုက်တဲ့လူလာပတ်စံယူထားတာမဟုတ်ဘဲနဲ့တော့လာမလုံးနဲ့ပတ်စံယူထားပြီးဖတ်လေလောက်စားပါပတ်စံယူထားတာမဟုတ်ဘဲနဲ့ဒါလူဘာဝတာစိုက်လူဘာဝတော့အကြည့်ဘယ်သူမှဘာမှမပြောဘူးဒီတော့ဥစ္စာကြတယ်အလိုက်ကျရမကြောက်ဘူးကိုကျင်းစားပါသမင်းစားတာဆိုရင်ကိုကျင်းစားကြပါဘောတော့ပါလားသမင်းစားကြည့်ကြပါသမင်းစားတော့ဒီအသက်ဒီရွယ်နေလာကြတယ်ကျွန်တော်တို့ရှင်းပါကျွန်တော်တို့ဒီတော့ဆရာနေတော့ခါလာတော့ပတ်စံပေးထားတယ်မဟုတ်လားမမလေးဆက်ကြလေခိုက်တဲ့အချိန်မှာရုံးမောင်းဘယ်ရုံးသွားပါအခုငါတို့ပတ်စံပေါင်းထားပြီးတော့ရုံးတက်ထားတာလေရုံးတက်တယ်ဆိုတော့ပတ်စံမကုန်မတက်တာပတ်စံလည်းမတက်တာနေတော့ဆရာလွတ်ခွာရခဲ့လေအဲ့ဆရာကိုဆရာခေါ်လာခဲ့လေဆရာခေါ်လာခဲ့လေဆရာရိုက်ကျွန်တော်တော့တစ်ချက်ပဲထိလိုက်လုံးတစ်ချက်ပဲထိနော်ဟုတ်တစ်ချက်ခံစရာမလိုဟုတ်လေနေကဘာကောင်မလို့ငါဖယ်ခိုင်းတာငါတော့ဖယ်လိုက်အဲ့လိုက်ရိုက်တာလို့ပိုက်ရောက်ကြောင်းယူရဒီတော့ကဖက်ခိုင်းတာနော်မဟုတ်ပဲအဲ့ဒါတကောလုံးဆိုရငိုရဗျာရိုက်နောင်တော့ရိုက်စမ်းနေကငါချက်စီရောလာရိုက်တာရိုက်စမ်းငါချော်လဲသွားလို့တခုခုဖြစ်လို့ရတော့လုံးစမ်းလုံးငါသမီးကခြေထောက်ဖြတ်လုံးတော့အေးလုံးထားနော်နေတော့လိုက်ရိုက်ထားတာလုံးထားကိုပြီလိုက်လုံးထားအေးငါသမီးကနေတော့တစာပွားမှာနော်လုံးထားရတယ်ကျွန်တော်တို့ကလုံးသူတို့ကျွန်တော်တို့ကလုံးပြတယ်လားလုံးထားကိုကျင်းစာမဟုတ်လုံးပြတာလုံးသွားပြီလုံးထားလားအမလေးရတယ်လုံးထားလုံးဦးလာဝင်မပါနဲ့လုံးမရိုက်ဦးလာမလေးလာသူတို့ကလာမလို့လာရိုက်လေပိုင်စလာရိုက်လေလုံးပြတော့မဟုတ်လာမပြောနဲ့လုံးပြပြီဒါအပိုင်လာလုံးတာလာမလုံးနဲ့လေသူတို့လူလာတာဘသူလာတာလေလာမလုံးနဲ့လေကျွန်တော်တို့ကလုံးပြလိုက်ကျွန်တော်ဘွဲကဒီကစောင့်နေတာပဲလေကြောက်အောင်နေရိုက်တာမရရဲဘူးလားရိုက်ရပြီမရရဲဘူးလားဆိုတာနင်တို့လူလိုက်ထားတာတိုက်ခိုင်းတာတိုက်တာရှင်းလေငါတို့မနေရဘူးတော့တယ်ကျွန်တော်ဟန်ပြလေးလုပ်ပြလိုက်ဟန်လာတော့မပြရလို့ဟိုဘက်ကဟာတော့ဝင်လာတယ်လေတိုက်ချင်တာတိုက်တော့မင်းချက်ချက်ငါဝယ်ထားမှာရိုက်တာမင်းတို့ကားလာတဲ့ဥစ္စာတွေအကုန်လုံးတော့ရေဘယ်လိုလုပ်မလဲရိုက်တော့ရတာဟုတ်ကဲ့ဆိုင်ရအောင်တော့ဝင်ပါပဲရိုက်ချတော့ငါသမီးတယ်လို့အဲ့ဒါနင်တို့ဟိုတည်းကပြောသလိုလူဘာဝတာဒါအနိုင်ကျတာလေညာမှယူထားတယ်ရိုက်တာပြောလို့မဟုတ်လေနင်တို့ပတ်စံယော်ထားသလားဒီအကွက်ကပတ်စံနဲ့ယော်ထားလို့လားနင်တို့ပတ်စံမလူယူထားလဲလို့ငါမဲလားပတ်စံယူထားလို့လားမယူထားဘဲနဲ့လာမလုံးနဲ့လေလောက်စားသားရှိကလောက်စားပတ်စံယူထားတာလူတွေလောက်ထားတာမဟုတ်လားအဲ့ဒါပတ်စံပေးထားလို့လောက်ထားတာလေအဲ့ဒါယူထားတာမဟုတ်ဘူးတရားတရားမှလည်း
တဲ့ပတ်ပေးတာမဟုတ်ဘူး ညနေတော့ပုံလိုက်ရိုက် မလေးကြိုက်တဲ့လူလာတော့ပတ်စံယူထားတာမဟုတ်ဘဲနဲ့တော့လာမလုံးနဲ့ပတ်စံယူထားပြီးခက်လေ လောက်စားပါ ပတ်စံယူထားတာမဟုတ်ဘဲနဲ့ဒါလူပါဝါလား စိတ်လူပေါင်းသွားတော့အားကြီး ဘယ်သူမှဘာမှမပြောဘူးဒီတော့ဥစ္စာကြတယ်အလိုက်ကြရမကြောက်ဘူးကိုကျင်းစားပါသမင်းစားတာဆိုရင်ကိုကျင်းစားကြပါဘောတော့ပါဒီသမင်းစားကြည့်ကြပါသမင်းစားတော့ဒီသက်ဒီရွယ်နေလာကြတယ် ကျွန်တော်တို့ရှေ့မှာကျွန်တော်တို့ ဒီတော့ဆရာ နေတော့ခါတယ်တော့ပတ်စံပေးထားတာမဟုတ်လား အောင်းလေးရှိတယ် မမလေးဆက်ကြလေ ခိုက်တဲ့အချိန်မှာရုံးမောင်း ဘယ်ရောလဲဘယ်ရောသွားပါလဲ အခုငါတို့ပတ်စံတော့ထားပြီးတော့ရုံးတက်ထားတာလေရုံးတက်ထားတာလေရုံးတက်တယ်ဆိုတော့ပတ်စံမကုန်မတက်တာပတ်စံလည်းမတက်တာ ဒီလိုနဲ့ငါတယ် နင်တို့ဆရာလူခေါ်လာခဲ့လေအဲ့ဆရာဆိုဆရာခေါ်လာခဲ့လေ ရရပဲလေ ဒီမှာဘုရားလေး ဆရာခေါ်ရင်ဆရာခေါ်လာခဲ့လေဆရာရိုက်